အကောင်းဆုံးတွေကိုအနာကထွက်မသွားစေနဲ့ခင်မင်မှုတွေမှာတန်တရားတွေပါလာတဲ့အခါမိတ်ဆွေကောင်းတွေဆုံးရှုံးရတတ်တယ်တန်တရားဟာယုံကြည်မှုကိုပျက်ပြားစေနိုင်တယ်အချစ်ရေးမှာနားလည်မှုတွေမပေးနိုင်တဲ့အခါတန်ရောစဉ်တွေပြတ်တောက်သွားတတ်တယ်နှလုံးသားရည်မှာတဦးနဲ့တဦးနားလည်မှုကအလွန်ပင်အရေးကြီးပါတယ်ဘလို့ပဲချစ်ပါတယ်လို့ပြောနားလည်မှုမပေးနိုင်ရင်အဲ့ဒီအချစ်ရေးဟာရေရှည်မတည်မြဲနိုင်ပါဘူးယုံကြည်မှုမှာပေးပြီးသားကတိတွေမတည်နိုင်တော့တဲ့အခါလူတန်ဖိုးတွေလျော့နေသွားတတ်တယ်ကတိဆိုတာယုံကြည်မှုရဲ့အသက်ပါပဲစိတ်ချမ်းသာမှုမှာနာကျင်စရာတွေဖြည့်တွေးမိတဲ့အခါကြည်နူးစရာတွေပျောက်ဆုံးသွားတတ်တယ်ခင်မင်ရင်းနှီးမှုမှာပျော်စရာစကားတွေမရှိတော့အောင်ကိုစိတ်ထဲကုန်ခန်းသွားတဲ့အခါအေးဆက်ဆံရေးဖြစ်သွားနိုင်ပါတယ်တခါတရံမှာအကောင်းဆုံးဆိုတဲ့အရာတွေဟာကိုယ့်ရဲ့အားနည်းချက်ကြောင့်ပဲကိုယ့်အနာကပြေးထွက်သွားသလိုကိုယ့်ရဲ့အတ္တတွေကြောင့်ပဲကိုယ်ဟာအထီးကျန်ခြင်းကိုအပေါ်ပြုနေတတ်ပါတယ်ဟုတ်ပါတယ်ဗျာကိုယ့်ဘောကောင်းတဲ့လူတွေကိုဆိုဘယ်တော့မှလက်လွတ်မခံပါနဲ့လို့ဒီကနေပြောချင်ပါတယ်ဗျာ